Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ခုမိတ်ဆက်ပေးမယ့် site လေးကတော့ Mandalay မြို့60နှစ်ပြီး100A မှာရှိတဲ့ site လေးပဲဖြစ်ပါတယ်ခုလက်ရှိဒီ site မှာအသုံးပြုပေးထားတဲ့ပစ္စည်းလေးအကြောင်းကိုကျွန်တော်အနည်းငယ်ရှင်းပြပေးပါမယ် 9mm ကျစမုံမျက်နှာချက် C channel နှစ်လောက်မှ frame ကိုအသုံးပြုပေးထားပြီးပတ်တီပိုင်းလေးမှာတော့ EC ပတ်တီတရေစမှုပတ်တီတရေကိုရိုက်ပြီးတော့ဆေးပိုင်းလေးမှာတော့သုံးကုတ်လက်ခံထားတာဖြစ်တဲ့အတွက်အခုပထမဦးဆုံးဆေးတရေကိုစတင်တုပ်ပေးနေပါပြီကျွန်တော်တို့လက်ခံထားတာ3ကုတ်ဆိုပြီးမဲ့ကိုစော်မိုးအောင်ရေးဆေးကတော့မပိတ်သေးဘူးလို့မဖြစ်ရလေအောင်ဆေးပိုင်းလေးကိုဆေးပိတ်တဲ့ထိတာဝန်ယူပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့ရဲ့လက်ရာလေးကိုကြိုက်လို့ပဲဖြစ်ဖြစ်မျက်နှာချက်လုပ်ဖို့တိုင်ပင်ခြင်းပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဖုန်း39 4420 90980 39 994 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျမန်းလေးမြို့တွင်းမှာရှိတဲ့အိမ်ရှင်များအတွက်ကတော့ကိုယ်တိုင်လာရောက်တိုင်းတာပေးခြင်းဆွေးနွေးမေးမြန်းခြင်းများကိုအခမဲ့ပဲပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်